ကိုရီးယားနိုင်ငံကိုသွားရမယ်ဆိုလို့ရှိရင်မဖြစ်မနေတိကိုသိရမယ် expression ကိုမျိုးအကြောင်းတစ်ချက်ပြောပြပေးပါမယ်ပထမဦးဆုံးအနေနဲ့ကိုရီးယားနိုင်ငံကိုရောက်သွားပြီပေါ့နော်လမ်းသွားတယ်လမ်းမေးချင်တယ်ဒါမှမဟုတ်လေတခုခုသိချင်လို့မေးချင်တဲ့အခါကျရင်ကျတို့အရင်ဆုံးအစပြောရမယ်ပေါ့နော်မသိတဲ့သူကိုတစ်စိတ်လောက်ရှင်းတစ်စိတ်လောက်ခမအဲ့လိုမေးတော့မယ်ဆိုလို့ရှိရင်ရှိလာမနီတာရှိလက်ဟမ်နီတာရှိလက်ဟမ်နီတာရဲ့နောက်မှာတော့ကိုတိချင်တာကိုဆက်ပြီးတော့မေးလို့ရတယ်ပြောလို့ရတယ်ပေါ့နော်နောက်ထပ်မဖြစ်မနေတိထားရမှာကတော့အားလုံးလည်းသိပြီးသားပါပြောလဲပြောတတ်တယ်အဲ့ဒါကတော့ဟုတ်ကဲ့နဲ့ hit in ဆိုတာကတော့ဒါလက်ဆွဲသုံးထားရမယ့်စကားလုံးပေါ့ဟုတ်ကဲ့ကိုကြတော့အားလုံးသိထားတဲ့နဲအဲ့တော့မဟုတ်ဘူးဆိုတာကအာနီယိုသူ hit in ပေါ့နော်အဲ့တော့နောက်ထပ်၄ခုမြောက်ကတော့ဒီချေတို့တွေအမြဲတမ်းပြောဖို့ပေါ့ဈေးဝယ်ပြီဆိုလို့ရှိရင်အဲ့စကလုံးလေးသုံးလို့ရတယ်သူက juice ကိုပေးပါဆိုတဲ့အသုံးနှုန်းလေးပေါ့နော်အဲ့တော့ juice ရဲ့အရှိမကြတော့ကိုသုံးချင်တဲ့စကလုံးတွေအကုန်ထည့်သုံးလို့ရတယ်ပေါ့တကယ်လို့ကိုကစလုံးတွေများများဆဆမသိဘူးဆိုရင်တော့မှအလွယ်လေးပေါ့နော်ဟိုပစ္စည်းကိုလက်ညှိုးထိုးပြီးတော့ ego အဲ့လိုပြောလို့ရတယ် ego ဆိုဓာလေးပေါ့နော် ego juice ကိုဆိုဓာလေးပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်တကယ်လို့အဲ့ဒီ ego ကိုပါမေ့နေတယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပစ္စည်းကိုလက်ညှိုးထိုးလိုက်ထိုးပြီးသွားရင် juice ကိုဒါဆိုရင်ဒါပေးပါဆိုအဓိပ္ပာယ်ဖြစ်သွားရေပေါ့နော်အဲ့တော့ဂျူဆယ်ယိုလောက်ကိုတော့ရအောင်လုပ်ထားနောက်ထပ်၅လုံးမြောက်ကိုတော့ဒီချေကဒီမဖြစ်မနေပေါ့နော်ဈေးဝယ်တာပဲဖြစ်ဖြစ်တခုခုပေါ့နော်လမ်းမေးလို့သူများတခုပြန်ပြောလိုက်ပြီဆိုရင်ကိုကကျေးဇူးတင်ရမယ်လေနော်ကျေးဇူးတင်တဲ့အခါကျရင်ခမ်ဆာမနီတာဆိုပြီးတော့မှခန္ဓာကိုယ်လေးကိုဂိုင်းညွတ်ပြီးတော့မှဒီတယိုတသိနဲ့ပေါ့နော်ကျေးဇူးတင်စကားကိုပြောရမယ်အဲ့တော့ခမ်ဆာမနီတာရမယ်နော်နောက်ထပ်ခမ်ဆာမနီတာလိုမျိုးပဲသူတို့တွေကိုတခုခုပေါ့ကိုလှုပ်လိုက်တာနည်းနည်းလွဲသွားတာမျိုးအာနာစရာတခုခုဖြစ်အောင်လှုပ်လိုက်မိတဲ့အခါမျိုးတွေဆိုရှင်လည်းချေတို့တောင်းပန်ပါတယ်အာနာပါတယ်ဆိုတဲ့စကားလုံးလေးကလည်းသိထားရမယ်ပေါ့နော်အဲ့ဒါကိုတော့ချေတို့မီယန်နမ်နီတာအဲ့တော့မီယန်နမ်နီတာကကြတော့လေသူကပြောလို့ရှိရင်ခုနကတော့ဒီကျေးဇူးတင်စကားဆိုသလိုပဲခန္ဓာကိုယ်လေးကိုဂိုင်းပြီးတော့မှတယိုတသိနဲ့တလေးတစားပြောပေးရမယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ချေတို့တခုတယောက်ပြောလာတယ်မေးလာတယ်ဆိုရင်ကိုကနိုင်ငံခြားသားဖြစ်တဲ့အတွက်ကိုကမသိတာတွေများလိမ့်မယ်အဲ့ခါကျရင်မသိဘူးဆိုတဲ့စကားလုံးကလည်းလက်ဆွဲသုံးထားရမယ်အဲ့တော့မသိဘူးဆိုတာကိုကြတော့မိုလာယိုရမယ်နော်နောက်ထပ်တစ်ခုကတော့ချေတို့ကိုရီးယားစကားပေါ့နော်တင်သွားဖို့အချိန်အသိမရှိတာကိုဒါပေမဲ့ကိုရီးယားနိုင်ငံလည်းရောက်နေပြီးမဖြစ်မနေသိနေရမယ်အထဲထဲမှာပေါ့နော်ကျမကိုရီးယားလိုမပြောတတ်ဘူးဆိုတဲ့စကားလုံးကိုလည်းကိုပြောတတ်ရမယ်အဲ့လိုမျိုးပြောဖို့အတွက်ကကျွန်တော်한국말ကိုရီးယားစကားကို못해요မပြောနိုင်ဘူးမပြောတတ်ဘူးเนาะ저 한국말 못해요အဲ့ဒါကလုံးဝအရှင်းမပြောတတ်တာဒါပေမဲ့ကိုကတိတ်ပြီးမတက်ဘူးကောင်းမပြောတတ်ဘူးဒီလိုပြောချင်တာဆိုရင်တော့စကားလုံးတစ်လုံးလေးထပ်ပို့ပြီးတော့ပြောရမယ်ခုနကပြောတဲ့저 한국말 못해요ရဲ့ခြားထဲမှာ잘ဆိုတာလေးကိုတစ်လုံးလေးပဲထည့်ပြီးလိုက်ရင်ဒါကောင်းမပြောတတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပြန်ပြောမယ်နော်저 한국말 잘 못해요အဲ့တော့ငါကောင်းမပြောတတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်တစ်ခုအခုဒီချက်ကတင်ပေးလိုက်ပြီတချို့တော့နည်းနည်းလေးတော့တိသွားပြီဆိုလို့ရှိရင်ငါကိုရီးယားစကားနည်းနည်းပြောတတ်တယ်ဆိုပြီးတော့မှပြန်ပြောင်းပြောမယ်ဆိုရင်တော့저 한국말 조금 해요 조금ဆိုတာနည်းနည်းလို့ပြောတာပေါ့နော်အဲဆိုရင်ငါကိုရီးယားစကားနည်းနည်းလေးတော့တတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့နောက်ဆုံးကိုလုံးကတော့သူကဘာဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့တယောက်ကတခုပြောလိုက်ဆိုရပါတယ်အဆင်ပြေတယ်ကိစ္စမရှိဘူးဒီလိုစကားလုံးလေးကလည်းမဖြစ်မနေသိထားရမယ်အဲ့ဒါကတော့အားလုံးသိထားတယ်괜찮아요အဆင်ပြေပါတယ်ရပါတယ်အဲ့ဒီသဘောလေးပေါ့နော်ဆိုတော့ဒီချက်ပြောသွားတဲ့9မျိုးတည်အားလုံးလဲကြားဖို့နောက်မှဖြစ်နေတဲ့စလုံးလေးလည်းဖြစ်လိမ့်မယ်မသိတာလေးလည်းပိုင်းပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေကဒီချေတို့မဖြစ်မနေသိထားရမယ့်ဒီ expression လေးတွေဖြစ်ပါတယ်နောက်ထပ်မဖြစ်မနေသိရမယ့်ဟာလေးတွေလည်းရှိသေးတာပေါ့အများကြီးအဲ့တော့ဒီချက်နောက်ထပ်ဗီဒီယိုတွေမှာမျှဝေပေးမယ်နော်ဒီချက်တော်တာနဲ့တူကိုရီးယားတန်တက်ချင်လို့တန်းတန်းစုံစမ်းနေတဲ့သူတွေကတော့ TikTok မှာဆိုရင် contact add ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရတယ်လို့ဒီ TikTok က bio မှာချိတ်ပေးထားတဲ့ link ကနေတစ်စက်နဲ့ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်တကယ်လို့ Facebook ကနေပြီးတော့မြင်ချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ဆိုတဲ့ Facebook page လေးကနေပြီးတော့ live ဆက်သွယ်မြင်နိုင်ပါတယ်နော်